အဲ့ဒီဘာကြီးတော့မင်းတရားနန်းတက်လာတဲ့အခါမှာတိုင်းသူပြည်သားတွေကိုခုလိုတမ္မာပါဒဆိုတဲ့စနစ်ကိုကျင့်သုံးခဲ့တာရှိတယ်လူတွေရဲ့စိတ်ကိုဆွဲဆောင်သူကနန်းတက်လာတဲ့အခါမှာနန်းတက်မိန်ကုန်းအနေနဲ့သူဘာပြောလဲဝါသနာပါလို့ရှိရင်ကုန်းပေါင်းဆက်ရာဇဝင်ကြီးကိုဖတ်ကြည့်အဲ့ဒါမှပါတယ်ဘာကြီးတော့မင်းနန်းတက်တဲ့အခါမှာနန်းတက်တဲ့အခါမိန်ကုန်းပြောတယ်အဲ့ဒီမိန်ကုန်းမှာသူဘာပြောလဲငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်တယ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္ဒာကိုမျက်မုံးမကြိုးကြနဲ့ဒါသူအမှုရန်တွေကိုမိန်ကုန်းပြောတာနော်ငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်တယ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္ဒာကိုမျက်မုံးမကြိုးကြနဲ့မင်းတို့မတရားမလို့ခြင်းညာနဲ့လို့ပြောတာနော်မတရားမလို့ခြင်းနဲ့ဒါကြောင့်တိုင်းပြည်ဟာ3 နှစ်3မိုးဆင်းရဲဒုက္ခငတ်မုတ်ခေါင်းပါပြီးတော့နေတယ်အဲ့ဒါကြောင့်မို့လို့တိုင်းပြည်မှာအကောင့်အစားကင်းနေမှန်သမျှအကုန်လုံးရုပ်သိမ်းအမိန့်ထုတ်တာနော်ကောက်စားတွေဘယ်နေရာမှမရှိအောင်ပေးတိုးတွေတခုမှမရှိဘူးလို့ဆိုလိုတယ်ဘယ်နေရာမှဝါးနဲ့တားပြီးတော့တောင်းတာတွေမရှိဘူးလမ်းပေါ်မှာတောင်းတာတွေမှန်သမျှအကုန်ဂိတ်တွေအကုန်ပိတ်အထက်မှာမင်းတုံးကင်းအောက်ပိုင်းမှာကြောက်တလုံးကင်းဒီနှစ်ကင်းကိုသာလဲတိုင်းပြည်လုံခြုံရေးအတွက်မြို့တော်နေပြည်တော်လုံခြုံရေးအတွက်ကြက်ကြက်မတ်မတ်ဆောင်ရွက်ကြရမယ်လို့ရာဇဝင်မှာဖတ်ကြည့်ဒီတိုင်းပါတယ်နော်အဲ့မှာသုံးထားတဲ့စကားလုံးလေးတွေကလည်းအမတမလှပါတယ်ငါကိုချစ်လင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့ပြည်သူဗန္ဒာမျက်မုံးမကြိုးကြနဲ့ဟောဒီလိုပြောပြီးတော့3 နှစ်3မိုးငါအခွန်လွတ်သည်အခွန်ကောက်စားမရှိစေနဲ့တနိုင်ငံလုံးမှာအခွန်ကောက်တာတွေမလုပ်ရဘူး